ဒီလိုဒီချင်းခါမျိုးမှာဘုရားသခင်လာပြဖို့ဆိုတဲ့အတွက်ဘုရားကိုကျေးဇူးတင်တယ်ဒီချိန်မှာဘူလတင်ကိုကြည့်တဲ့အခါမှာယူငယ်တော်တော်များများဘာကြီးလဲကွာနာမည်ရဘလူဟာကြီးရောဗမာလူဘာလူဘုရားဝါဒပြောင်းလာတဲ့လူများလားနာမည်ရဆိုပြီးတော့ထင်ကောင်းထင်တဲ့လူရှိပါမယ်ကျွန်တော်တော့ရှင်းနေလို့လာသူဖြစ်ပါတယ်တည်ရလူတော်များရှိပါပါဒါမတိတည်လူတွေရှိမယ်ဒီဘက်ကဒီစံထားကြီးကိုများလဲကျွန်တော်ကိုတည်ရလူရှိမယ်မတည်လူရှိမယ်เนาะကျွန်တော်ကိုမတည်လူဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာဒီအတင်းမပြောပါနဲ့လို့ကျွန်တော်ကစံထားကိုနားလေเนาะကျွန်တော်စဉ်းစားတယ်ဒီစံထားလို့ပြောမှဆိုလို့ရှိရင်တော့လောက်သူတွေကဒီဆရာဒီငါတို့အတင်းတုတ်တယ်လို့ထင်ပါဆိုလို့ကျွန်တော်လေးဒီလောက်စက်ထားနဲ့မပြောချင်တာပါလို့เนาะပြီးတော့ကျွန်တော်ကလောက်သူ့လို့ပြောမယ်ဆိုလို့ရှိရင်တော့စံထားလူတွေကဒီဆရာတော့ကျွန်တော်တို့အတင်းတုတ်တယ်လို့ပြောခံပါဆိုလို့ဒီမြန်မာပြည်ဘုံစကားတော့ဗမာစကားကိုပြောပါမယ်အားလုံးနားလည်ကြမှာထင်တယ်ကျွန်တော်ဘာဖြစ်လို့ဒီညဒီဟာခါလို့ပြောတာလဲဆိုလို့ရှိရင်တော့ကျွန်တော်ပြောတဲ့ဟာခါတော့အရင်စစ်တယ်စစ်လို့စစ်တော့ပြီးသွားတယ်အဲ့ခါကျကျွန်တော်ဒီဟာခါလို့ပြောချင်းဖြစ်ပါတယ်လို့ဆိုတော့ဗမာလူကျွန်တော်ဒီညနှုတ်ကပတ်တော်ဝင်ငါပါမယ်ဆိုတော့စကားကြီးနေနဲ့ရင်ပြောပြချင်ပါတယ်ဆိုတော့ကျွန်တော်secretary လောက်သူလူငယ် secretary ကျွန်တော်ဖုန်းဆက်တဲ့အခါမှာဆရာတဲ့ဒီခုလာမဲ့စနေညမှာစံထားလူငယ်နဲ့เนาะဒီ combine fellowship လုပ်ချင်တယ်ကျေးဇူးပြီးတော့နောက်ဘက်တော့ဝေးပြနိုင်မလားဝေးခပြနိုင်မလားလို့နေတဲ့ခါကျတော့ကျွန်တော်ရပါတယ်လို့ဒါပေမဲ့ကျွန်တော်ကတော့လောက်သူလူနဲ့ပမာလူပဲအဆင်ပြေမှာပဲလို့ဟာခါတော့ကျွန်တော်တော့အဆင်မပြေဘူးလို့ပြောကြတာဒါဆိုပြီးရောဆိုပြီးတော့ဖုန်းချလိုက်တယ်ကျွန်တော်လေးဆိုတော့အဆင်မပြေလို့ဖြစ်မှာပဲဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ခဏနေကတော့ဖုန်းက green ဆိုပြီးတော့ဖုန်းကပြန်ပြီးရောကျွန်တော်ဖုန်းကင်လိုက်တော့ဆရာရတယ်လေခေါ်လို့ရတယ်တဲ့ကျွန်တော်လေးဟာလေလုယာဆိုပြီးစိတ်ထဲမှာဘာစကားမပြောဆိုတော့ကျွန်တော်လေးဒီခုလိုဒီညဒီမောင်နှမဒီစင်သားလေးနဲ့လောက်သူကြီးလူငယ်ရှိမှခုလိုရက်ချင်းဖြစ်ပါတယ်လို့နော်ကျွန်တော်ဒီညပြင်ဆင်ထားတာတော့တော်တော်လေးအရွယ်ရမျက်နှာများတယ်ဒီတနိုင်လောက်တော့ဒီရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်နိုင်ဝဲတော့เนาะအပီးတီးဖို့ကျွန်တော်စီစဉ်ထားပါတယ်ဘာဖြစ်လို့ဆိုတော့ဒီကဒီ27ရာစုလူငယ်တွေကတော့တနိုင်လောက်ဟောလို့ရှိရင်တော့အငြိမ်မနေတော့ဘာလို့ဆိုတော့အတက်ကရားလိုက်ဟုတ်လိုက်ပြီးတော့ဒါလေးလုံးလိုက်ပြီးတော့ဒီထိုင်အောင်တော့အေးစိခဏပဲထိုင်တော့ဒီခုလိုဒီအေးလေးနဲ့ရက်ကုန်းမှာထိုင်တော့တခါညောင်းလိုက်ပြောင်းလှုပ်လိုက်ဆိုတော့အဆင်ပြေတော့ကျွန်တော်ဖုန်းကဖုတ်လိုက်ပြန်ပြီဒီစားလေးချလိုက်တော့ဘာမှမလုပ်သေးဆိုပြီးတော့လုပ်တဲ့ကြောင်တော့ခုကလူငယ်တွေကဒါပေမဲ့ကျွန်တော်တော့နိုင်ဝတ်ထက်ပူမများပါဘူးဆိုများလို့ရှိရင်တော့ကျေးဇူးပြီးတော့လက်ထောက်ပေးပါရတယ်လက်ထောက်လို့ရကျွန်တော်တို့လက်ခံတယ်ဘာဒီလူငယ်တွေရဲ့လူဆိုတော့အကြာကြီးနားမထောင်နိုင်ဘူးဆိုလို့ရှိရင်တော့လက်ပြောက်ဆိုတော့โอเคဆိုပြီးကျွန်တော်လေးသတိထားလို့ရနော်ကဲဒီညတော့ဘတ်တော့ဝင်ရမယ်ချက်ပိုက်လေးကျွန်တော်အရင်ဖတ်ချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ချစ်တော်လူငယ်များနှုတ်ဘတ်တော်ကျင်းစာအုပ်ကိုပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းဒီလိုကဖွင့်လို့ရပါတယ်တုတ်ပြန်ချက်အခန်းကြီး21တုတ်ပြန်ချက်အခန်းကြီး21အငယ်21ကနေပြီးတော့23ထိကျွန်တော်ဖတ်ပါမယ်ဖြောင်းမခြင်းတရားနဲ့ကရုဏာတရားကိုရှာတော်သူသည်အသက်ရှင်ခြင်းဖြောင်းမခြင်းကောင်းသည်ထင်ရှားခြင်းကိုတွေ့တဲ့၏ပညာရှိတော်သူသည်ခံခန့်သောမြို့ရိုးကိုတည့်၍မြို့သားကိုးစားစရာခွန်အားကိုရှုတ်ချတဲ့၏မိမိနှုတ်နဲ့ရှာကိုစောင့်တော်သူသည်မိမိစေဝိညာဉ်ကိုဒုက္ခနဲ့လွတ်စေခြင်းကစောင့်ရာရောက်၏နောက်တစ်ခု
Shimate Kriwen Kanjinga Ange Chagani Chagani Shidi Pamana Shimate Kriwen Kanjinga Ange Chagani Shidi Pamana Pyama Chin Parmigu Sanga Kimoto Durudi Mingla Shijai a Chamuga to Durudi Wapio Chindo Yajalata Tanasuma Durudi Mingla Shijai a Chamuga Durudi Tanasuma Chingo Kaya Jalata Kangashi Sinalong Pusino Durudi Mingla Shijai a Chamuga Durudi Piatakingo Nia Jalata Patoto Chimbai Poma Piatakin Kanji Vasi Nasudoya Uroji Dinya European Spirit China Nadi General Tadami Yan Tabushi Wai Unino Lambia Rova General Pazana Novamia Ajitomia Unino Lambia Puso Pilova Aloso Valido Kid Machine Shufiko Nipulan Sudan Sagabai Hobby Dinya General Yudale Council Yuda Pyamachin Nakanchi at the Dad of Chibare Mark Akanji Go Akangi Nasadoma General the Nesu Swede Taline to be a general cannot be our bed. Any Niama Kridoga Sidonia and Pianarica. The Vero in a Ludia Suvinia to do it. By Picha, Kridoga, Mire Kajao, the Nesu Swede, Dali and Picatola, Guru de Vedia, Chino Dali Nesu Surago, Nito Chade, Diamond, Mea Suro Kridoga, Gale Sushino, Josi Kolage, Kirosi Kodore Kodore Kama. Kidoga Nasugu Nimatokima, Pamile Suro Diago General Tone, Luna Sura, Jungalad, Nasu Surapia, General Yumare, the yellow Guru, Diago Luna Sushino, Guru Dago Luna Sushino, pity on me and help us. You know the Navare, Kuni Vare. So, Kilo Babula the Suro. If you can, then I guess you know. Don't I guess you know. So, Kilo Babula. So, Kilo Eddie Nesu Swede Tali Wu Nesu, name to like Eddie and what you know, Chinodiga. Why you China Palesio? Nesu Swede appear Yuda Pamachin. Duma Kido Tanai Surau Daniamshi Tudale Council Chizone Guru Tanai no paper Yujidra Yujide So, they are what they are kind of Bama. Since you don't have a sheep, Yujira Supio, Yujira Kajo, Kidali, a Tudali, the Subu, Nipo Play. Hallelujah. So, Chino, clearly, Yujituri. I am, Tuitore. Yes, since she's Silabia. Piaga, Sudan Yaro, Tommy Yam Dore. A go of dinner at Tommy, go down at the Lalo Shibi, the Lalo Premier thing. They don't get Pima. Sooner than the Yasik Polar. So then the Yasik Polar Bajaro, Blue Pila is low. Now I can touch it that. Since she's still a pitch that I should tell her. So Yudaro. So Piaki Lucina Palisro, Yudare at that time Lucina. Kuna your Nesu Syria
သားလေးရဖေဆိုလို့ရှိရင်တော့သူ့သားလေးကိုကောင်းစီချင်လို့ဘာပဲဖြစ်နေတရားမှာတရားရခံတော့ယူသားတဲ့အသက်တာနေနဲ့ဖြစ်လို့တက်နိုင်တယ်ဆိုတော့ကျွန်တော်သိတယ်တဲ့သူ့သားလေးရဲ့လက်စုပ်ကိုနှိမ့်ထုတ်လိုက်တယ်ဆိုတော့ဘယ်လောက်ထိယုံကြည်သူတွေမယိုသားလဲဆိုတော့ဘုရားသခင်သားသမီးကြီးနော်ကျွန်တော်တို့ဘုရားသခင်သားသမီးပဲကျွန်တော်တို့တွေကယုံကြည်သူပဲကျွန်တော်တို့တွေကဒီညီကိုယုံကြည်သူညီကိုပဲပြောနေကြတယ်မယိုသားချင်းကျွန်တော်ဒီဘောလူပြပါစားတော့ကျွန်တော်အကူကဒီစီဝဲခိုင်းတယ်ဒီနေ့စီကိုဒီနေ့စီတော့ဘာလို့လဲဟုတ်ကဲ့ဆိုတော့ကျွန်တော်သွားတယ်ကတော့ဒီနေ့စီတပလင်းပေါ့နော်ဝဲခိုင်းတယ်ဒီနေ့စီဆိုင်ရောက်တဲ့ခါကျတော့ဟဲ့ကျွန်တော်တို့စီတပလင်းလို့ချင်တယ်လို့ဒီနေ့စီတပလင်းရတယ်ဒီညီလေးကိုဒီပလင်းပါလာတယ်မပါဘူးလို့မရဘူးကြီးပလင်းပိုင်မရဘူးပလင်းပါမှာပဲပလင်းနဲ့မထည့်ပြီးတော့ရောင်းနေတဲ့ဟုတ်လားလို့မရတယ်ဒီကျွန်တော်ပြန်ပါလာမယ်လို့မရမျိုးလူများနေပြီတဲ့ချစ်ပါမရဘူးတဲ့ဘုန်းကြီးတို့တကယ်ပါလာမယ်ဂတိပေးကျွန်တော်ဂတိပေးလုံးဝဂတိပေးကျွန်တော်တကယ်ပါလာမှာမရဘူးတဲ့ဒီနေ့မရဘူးဆိုကျွန်တော်ပြောလိုက်တယ်ဆိုတော့အခုတဲ့ကျွန်တော်မယုံမရှိနဲ့ကျွန်တော်ခရိယာပါတဲ့ကျွန်တော်ပြောလိုက်တာခရိယာပါလို့ပြောလိုက်ကျွန်တော်ခရိယာပါလို့ပြောလိုက်တဲ့ဟာအဲ့ဒီဆန်ရှင်ရဲ့နှလုံးသားလေးကိုထိသွားတယ်ထိသွားတယ်ဆိုတော့သူလေးတက်စီပြရမယ်ဆိုတော့ကျွန်တော်ခရိယာလို့ဆိုပြီးကျွန်တော်တကယ်သာပို့မယ်ကျွန်တော်ခရိယာလို့ဆိုတော့ခရိယာနဲ့ကြိုင်ပေါက်ပြီးတော့ကျွန်တော်ပြောလိုက်တဲ့ခါကျတော့အဲ့ဒီဆန်ရှင်လေးပြီးလိုက်တယ်ကျွန်တော်လေးစီပြောပါတော့အဲ့ဒီလေးရတယ်တော့အဲ့စီကိုလည်းဂျန်စီတပလီကိုတော့ပြီးအချားနေပြီမိသွားပြီပြန်ပြီးတော့ဆိုတော့နောက်မှဒီပလင်းကိုတွေ့တယ်ပြန်ပြီးချင်ချာပြင်းနေကွာဝီးပဲပါပါရဆိုပြီးကျွန်မပြီးပဲထားလိုက်တယ်ဆိုတော့ဒီသက်တာတွေဟာတကယ်စဉ်းစားမှဆိုရှင်တော့လုံးဝမယူသားတဲ့မဖြူစင်တဲ့အသက်တာတွေဆိုကျွန်တော်တို့မဖြစ်ကြပါနဲ့ဒါပေမဲ့နေတို့လေးပဲเนาะဒီအရောက်စီတဲ့လုံသားတက်တာမှာကိုယ့်ကိုဆက်စစ်ပါကျွန်တော်ဟာမျိုးခရိယာမှာဆိုပြီးတော့အာမခံပြီးတော့ကျွန်တော်ယူလိုက်တယ်ပြန်ပြီးပါမယ်ဆိုပြီးတော့တရားရခိုင်တော့ဂတိเนาะ promise လုပ်လိုက်တယ်ဒါပြန်မပြီးဆိုတော့ညီကောင်တို့မအားလုံးလေးတချို့ကြတော့ဒီလိုအမျိုးတွေရှိမှာပဲကျွန်တော်ယုံကြည်ပါကျွန်တော်လုပ်ပေးပါမယ်ကျွန်တော်ပေးပါမယ်နောက်လာဆိုကျွန်တော်လက်ကထွေးပေးမယ်မပေးဘူးအနောက်ကလက်ကထွေးပေးမယ်တကယ်ပြီးတော့နောက်ကဆိုတော့မပေးဘူးဆိုတော့မျိုးပေါ့နော်ဒီရှိလို့ရှိကြပါကျွန်တော်ပြောကြည့်တာပါဆိုတော့မတန်းရှိတဲ့တက်ကကဲတန်းရှိခြင်းတက်ကဖြူစင်ခြင်းတက်ကဆိုတော့ဘယ်လောက်ကြီးရေးကြည့်လဲဆိုတော့ကျွန်တော်တို့နော်လူငယ်တွေနော်ဒီညီမကြီးမျက်နှာအရင်လှပတာချစ်စရာကောင်းတယ်အသားမေးရဖြူတာဒီကမဟုတ်နော်အားလုံးကချစ်စရာကောင်းဘုရားခင်သားသမီးဟာလေလုယာနော်ကျွန်တော်သားမျိုးဆိုတော့ကျွန်မသားမျိုးဆိုဘာမှအားကြီးစရာမလိုဘူးဘုရားသခင်ကမေးတာဖြူတော့ကြည့်ရမှာအာမင်ဒီကနှလုံးသားကိုကြည့်ရအာမင်ဆိုတော့ပူတာရှည်တာလေအရေးမကြီးဘူးကျွန်တော်ရဲပူလို့ကျွန်တော်ရဲရှည်လို့မဆိုင်ဘူးအဓိကနှလုံးသားပဲဆိုတော့ပူတာလို့ရှည်တာလို့နော်ပြောကျွန်မအရန်ဝရတယ်ဘယ်လိုအဝိတ်တက်လာတယ်ကျွန်မတွေဘလို့ဝဲဆဆမဝနိုင်ဘူးရှိသေးတယ်ကိစ္စမရှိဘူးအသက်တာကဖြူစင်နေပြီအတားဘလောက်ပဲမင်းနဲ့နော်အဘွားပေးချင်စေရှိမယ်ဟုတ်ပြီနော်ကာမေးရပြီဒီကမချီရေးမချီဘူးနှလုံးသားဖြူစင်နေဆိုလို့ရှိရင်တော့
နှလုံးသားဖြစ်စဉ်ထွက်လာတဲ့စကားချူတာလေအားလုံးဒီရိပ်မိရနော်တော်တော်လည်းပြီးတော့အသားမေးပြများလေဒါနှလုံးသားဖြစ်စဉ်နဲ့သူတက်တာဟာလေဘုရားကြောင့်စံနေတိုင်းပွားတယ်အယံလေးချတယ်ဟုတ်ပြီနော်လူတွေအယံကူညီတယ်သူမောင်မောင်လည်းအယံချစ်တယ်သူလို့ပဲပုံကံဖက်တယ်အယံချစ်တယ်ဟုတ်ပြီနော်အဲ့လိုဘလာဘလာချစ်စရာလေးအဘောပိချစ်စရာကြီးဆိုတော့အတိကနှလုံးသားလှဖို့ဟုတ်ပြီနော်ဆိုဒီမှာအိမ်အောင်ရှိရလို့တော့မရှိတော့ဘူးဖြစ်နော်ကဲဟုတ်ပြီမရှိသေးဘူးလို့ထားလိုက်နော်ပေါ်ထားလိုက်ပဲဟုတ်ပြီလူငယ်ဖြစ်တဲ့အတွက်နောင်တစ်ချိန်မှာအိမ်ထောင်ကြလာပြီဆိုလို့ရှိရင်တော့အိမ်နော်ထောင်အိမ်ရှိတဲ့အထက်မှာထောင်မကြောက်ပါနဲ့မကြောက်ပါနဲ့ဆိုတော့အဲ့ထောင်တော့အရင်ပြောစရာကောင်းတယ်နော်ဗမာလူကြဘာဖြစ်လို့အိမ်ထောင်လို့ပြောလို့အကြောက်စရာကောင်းတယ်ဗမာစကားမလှဝဲနေမှာတိတ်တော့မကြောက်ဆိုထောင်ဆိုတာရလူတိုင်းကြောက်တယ်ဟုတ်ပြီနော်ထောင်လို့ရှိတော့ဒီ immigration ဝင်လာမယ်ဒီညနေကမှဒီ Singapore တွေမှာ Opera စီဝင်တယ်ဘုံလုံးထောင်ထဲပါသွားမှာပဲကြောက်စရာဒါပေမဲ့ဒီလူငယ်တွေညီငယ်ညီမညီတွေနော်ကြာလာမဲ့ထောင်ကတော့အိမ်ထောင်ဖြစ်နော်ဆိုတော့အိမ်ထောင်ကြာလာတဲ့ခါကျလို့ရှိရင်တော့ကျွန်တော်တို့ရလာမဲ့ generation နော်တားရီသမီးကြီးတာမီမီကြီးချီလာတဲ့ခါကျရင်တော့တာမီမီကြီးချီလာမဲ့အဲ့ဒီချိန်မှာရန်တရိယာအဲ့ဒီရေးချီရဘာလဲဆိုရှင်တော့ကိုလူပြိုအပြိုမကြီးဖြစ်တဲ့ခါဖြစ်တဲ့ချိန်တော့ဟုတ်ပြီနော်ကျွန်မအပြိုမတော့ကျွန်တော်လူငယ်ဘဝတော့ကျွန်မအိမ်တော်မကြခင်တော့ကျွန်တော်အိမ်တော်မကြခင်တော့ဘယ်လိုပုံစံနဲ့အသက်ရှင်ခဲ့တာလဲဆိုတော့ဘယ်လိုအမျိုးအသက်တာနဲ့ခြေလှမ်းတက်လာခဲ့တာတမရှိချင်းဖြူစင်ချင်းတက်တာမှာမရှိဘူးဘုရားကျောင်းလေးမတော်ရှိဘူးဆိုတော့မွေးလာတဲ့သားသမီးတွေကဘယ်လိုဖြစ်လာမလဲဆိုတာအခုထိုင်နေတဲ့ညီငယ်ညီမကြီးပုံမှာအများကြီးတည်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီအချိန်မှာကိုယ့်ရဲ့အသက်တာကဖြူစင်တဲ့အသက်တာမှာနေကြမကောင်းတဲ့နောက်ကိုမလိုက်ပါနဲ့ဒီအချိန်မှာဒီနေ့ရောတနင်္ဂနွေညနော်တနင်္ဂနွေညကျွန်တော်တို့အရာဒီဗာလဲဟောနာဖူကိုကြီးမျက်နှာချင်းတာနောက်ဘက်မှာရှိတယ်ဒီ playground ပေါ့နော်ကလေးစားရရှိတယ်အဲ့ဒီနောက်မှာဒီခြေဆိုရှင်တော့အမောင်ရှိတယ်မူချိုတော့နောက်မှာအမောင်ကြီးနော်ဒီကျောင်းရဲ့နောက်မှာပေါ့နော်ခုချိန်မှာလူငယ်တော်တော်များများထိုင်ပြီးတော့မှဘူးရှိတောက်နေကြတယ်ဆိုတော့ဒီ20ရာစုမှာတကယ်ချင်းနဲ့ဖွဲ့ပြီးတော့မှအမောင်ထဲမှာဘူးရှိဆူလိုက်ပြုံလိုက်တခါကျရန်နေပါထိချလုံနေချဆိုတော့အခုလက်ရှိကိုတက်တာနဲ့ဘုရားကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဘုရားသခင်ရဲ့ခြေတော်ရည်ပါထိုင်နေတာနဲ့အဲ့ဒီမှာတချို့လူတွေထိုင်ပြီးတော့မှမူးနေတာကိုယ့်ကိုနိုင်ရှင်းကြည့်ပါဘယ်ဟာပူကောင်းလဲပြောစရာမလိုနော်ဘယ်ဟာပူကောင်းလဲပြောစရာမလိုဒါကြောင့်မလို့ကျွန်တော်အတူချုပ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ညီကောင်မောင်နှမတွေကိုယ့်ရဲ့တက်တာကိုဖြည့်ဆောင်ထားပါတန်ရှင်းအောင်ထားပါအေဗရာဟမ်နာခံခြင်းတက်တာဘုရားသခင်ကပြောအေဗရာဟမ်နေရဆွေးသားခြင်းကိုထားပြီးတော့ငါပေးတဲ့တိုင်းပြည်သွားပါကျွန်တော်တို့ရအေဗရာဟမ်ရဲ့ယုံကြည်ခြင်းမမြင်ကြဟုတ်ပြီနော်အေဗရာဟမ်ရဲ့ယုံကြည်ခြင်းဘယ်ဟာရဲ့ယုံကြည်ခြင်းအကြီးတယ်ဟောကြီးတယ်နော်တော်ဘယ်ကနေယုံကြည်မဟုတ်ဘူးယုံကြည်ခြင်းကြီးရဲ့နောက်မှာဘာပါလာလဲဆိုတာနာခံခြင်းတက်တာပါလာဟာလေလုယာနာခံခြင်းမရှိဘူးဆိုရင်ယုံကြည်လို့ရမှာယုံကြည်ရတော့ယုံကြည်တယ်ယုံကြည်လိုက်ပြီးတော့
ပါဇက်နဲ့ဒါနဲ့ဒီုံချီလို့တက်တက်နဲ့မရဘူးလက်တွေ့လိုက်ရှောက်ပါ practice ကိုယ်နဲ့လိုက်ရှောက်ပါတက်တာပါပဲနာခံခြင်းတက်တာဆိုတာပြီးဆုံးဒါကြောင့်မလို့အေဗြဟံဆိုတာဘုရားသခင်ကိုအကျွမ်းမဲ့နာခံတယ်ဟာလေလုယာအကျွမ်းမဲ့နာခံလို့တေလုံးပဲမှာကောင်းကြီးဆွေးစင်ရွဆက်တာသမီးကိုပေးနေတယ်ဆိုဒီချိန်မှာကျွန်တော်တို့နာခံခြင်းရှိဖို့အရင်ရေးချင်တယ်နာခံခြင်းမရှိဘူးဆိုရှင်တော့လက်တွေ့လိုက်ရှုပ်လို့မရဘူးနာခံခြင်းမရှိဘူးဆိုရှင်တော့ကျွန်တော်တို့တက်တာကောင်းကြီးပြီလားဆိုမဖြစ်နိုင်အေဗြဟံနဲ့တည့်တူလောတာဘုရားသခင်ကငါပြည့်တိုင်းကိုသွားပါဆိုတဲ့အချိန်မှာအေဗြဟံကတော့ဘုရားသခင်ကိုတရားမှာတရားရခံတော့နာခံခြင်းနဲ့လိုက်လျှောက်တယ်ဒါပေမဲ့သူရဲ့တူလောတာပေါ့နော်လောတာကြတော့ဘုရားသခင်ငါဦးလေးကိုကောင်းချီးပြီးတော့မယ်ငါရှံပဲနော်ဒီစားမကုန်တောင်းမကုန်တော့စီစီဥစ္စာအများကြီးပြီးတော့မယ်ဆိုဦးလေးလိုက်မယ်ဆိုပြီးလောတာလိုက်သွားတယ်ဒါပေမဲ့တဏှာရောက်တဲ့ချိန်မှာလောတာနဲ့အေဗြဟံနဲ့စိတ်ဝမ်းကွဲတယ်စိတ်ဝမ်းကွဲဆိုတာသူတို့နှစ်ယောက်မတည့်လို့ရန်ဖြစ်လို့ကွဲတာမဟုတ်ဘူးဘုရားသခင်စီမှာနာခံတဲ့စိတ်မရှိတဲ့လောတာကအလိုလိုနဲ့လမ်းကွဲသွားတယ်တော့ပါရွေးလိုက်တယ်ဆိုတော့ဟိုးကျဲတော့စိန်လန်းဆူပြီးတဲ့ဆိုတော့ကဘောရာကိုရွေးလိုက်တယ်နောက်ဆုံးမှာနော်သူမိသားစုပြိုကွဲသွားတယ်ဆိုတော့နာခံခြင်းအသက်တာရှိတယ်နာခံခြင်းအပြည့်အဝနဲ့လိုက်လျှောက်တဲ့ Abraham ဆိုရှင်ကဘုရားသခင်တကယ်တောင်းချီးပေးပါတယ်ဟာလေလုယာတကယ်လို့တဲ့ Abraham ကအဲ့ဒီရန်ကောင်းပါနာခံခြင်းဆိုရှင်တော့နာခံလို့ရတယ်တောင်းချီးရမယ်နာမခံခြင်းလို့ဆိုကိစ္စမရှိဘူး you can go ahead ချိန်ရတော့လို့ရတယ်ဒါပေမဲ့နာခံတဲ့ဆိုရှင်တော့ကောင်းချီးပေးမယ်ကဲကျွန်တော်တို့မလေးရှားမှာဒီလိုမျိုးနှုတ်ကပတ်တော်ကြီးဝေခါဒီပို့ပြီးတော့ဒီဘာလဲဒီတက်ရောက်တယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့မြန်မာပြည်မှာဒီရှင်းလို့ဆိုတာနိုင်ငံကမတူတဲ့ခါကျတော့လူငယ်တော်တော်များအလုံးလုံးတဲ့လူတွေမလုံးတဲ့လူကပိုများတယ်အဲ့ခါကျတော့လူငယ်နဲ့ပတ်သက်တာတော့boss နဲ့ပတ်သက်တာလို့လုပ်ဖို့ကံနဲ့ပတ်သက်တာလို့ဆိုတာပြောလို့ရှိတော့သိပြီးတော့ဒီလူငယ်တွေကနားတယ်ဝင်ဆိုတော့ကျွန်တော်ဒီညနေမှာဥပမာ၃ခုနဲ့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ဒီ unethical practice in workplace family and community လူငယ်တွေကကျွန်တော်တို့ဒီbehavior အသက်တာနဲ့ပတ်သက်ပြီးတော့အချက်၃နေရာပထမကတော့ဒီလုံမှာဒုတိယကတော့ family မိသားစုမှာတတိယကတော့ community ကဲကျွန်တော်တို့ဒီ workplace ကြည့်ကြရအောင်လုပ်ငန်းခွင်မှာကဲလုပ်ငန်းခွင်မှာကျွန်တော်တို့ဒီယုံတာမှုဖြောင်းမှန်မှုနာခံမှုဆေးရကဲအားလုံးလုပ်လို့ရတယ်နော်အားလုံးဒီဘာလို့မအောင်လဲချွတ်အောင်လုပ်ရှိပါလားကဲအလုံးလုံးနေတဲ့လူတွေလက်ရှိကျွန်တော်တို့လုပ်ငန်းမှာအချောင်းခိုးခြင်းစိတ်တခါတလေမဟုတ်တော့အမြဲ boss မပြောင်း boss လောက်ထားboss လာဆိုပြီးတော့တကူလို့ရှိဘူးတလားဒါမှမဟုတ်ရှိနေတလားရှိဦးမလားရှိပါဘူးပြုံးနေတာပြုံးတဲ့လူကတော့တကယ်ဟုတ်ပါ
ဟုတ်ပြီဆိုတော့တချို့ကျွန်တော်ကြားဘူးတယ်ကျွန်တော်ကြားဘူးတယ်ဆိုတော့ဒီဆိုင်ထုတ်ခိုင်းလိုက်တယ်ဟုတ်လားတဲ့ကျွန်တော်မေးတော့သွားဆိုင်ထုတ်ခိုင်းလာတယ်ပို့လေအိုတီလေးဟာအိုတီပို့မထိုးလားမထိုးလေကျွန်တော်ဒီကဒီ၄နိုင်ကို9နိုင်လို့ထုတ်ခိုင်းလိုက်တယ်သူကပုံလုံးထိုးလိုက်တယ်ဟာလူ10ယောက်စာကိုသူတယောက်ကပုံလုံး9နိုင်ဆိုပြီးတော့အိုတီအတွက်ထိုးလိုက်တယ်我说了不能进的，哈，看到没？迷人没？这个标的，最后比，有几多的，家庭大的迷的，漏电的啦，没漏电不了。今天我我提可能去偷开来的，变哪了？离来了变哪里？偏电的啦，偏电不了。偏的跟大的迷的。Son of God, children of God. ဘုရားသခင်သားသမီး၄နိုင်ပြင်းတဲ့9နိုင်နဲ့အုပ်တီထိုးခိုင်းလိုက်တယ်ညီကောင်တော်မကျွန်တော်တို့ဘုရားသခင်သားသမီးတွေကတဖြည်းဖြည်းနဲ့လောကရဲ့လှည့်ပတ်လိမ့်လိမ့်ကိုကျွန်တော်တို့ခံရတယ်အဲ့ဒါကိုကျွန်တော်တို့ကမသိဘူးအာမင်ကျွန်တော်တို့ကမသိဘူးလောကကကျွန်တော်ကိုလိမ်နေတယ်လောကကလေစာရမနဲ့စာရကကျွန်တော်တို့လိမ်နေတာလိမ်တဲ့အောင်အပြင်းထူတဲ့အောင်နော်ဘော့စ်ကိုလိမ်တဲ့အောင်ဟုတ်ပြီနော်ဟိုတရားမလာတဲ့ဟိုဒီဆိုင်လို့ပဲတရားအဲ့ဒီလာတယ်လာခါရှော့ပါတော့ကြောက်တယ်အလုံးကြတော့မတော်ချင်ဘူးပြေလို့တရားသလားပတ်စံကြတော့မတရားလို့ရှိတယ်အလုံးကပြေလို့မတော်တဲ့ရက်ကိုတကယ်ရှိကိုတရားစာလက်မထိုးခိုင်းတယ်ဆိုတာမျိုးကြီးကျွန်တော်တို့တရားနဲ့ချက်ဆက်ပါဒီယာဒီဟာစာရမနဲ့ကကျွန်တော်တို့ကိုတဖြည်းဖြည်းနဲ့တိုက်စားနေကမ်းပြိုတယ်ဆိုတာကမ်းပြိုတယ်ဆိုတာမြင်ဘူးကြပါနော်ကမ်းပြိုတယ်ဆိုတာချက်ချင်းဝုန်းနဲ့ပြိုတာမဟုတ်ဘူးအဲ့ဒီမပြိုခင်ဘယ်လိုလဲတဖြည်းဖြည်းနဲ့တိုက်စားကမ်းတဖြည်းဖြည်းတိုက်စားပြီးတော့နောက်ဆုံးကြတဲ့ခါတော့ကိုယ်ဝုန်းဆိုတော့ပြိုကြတယ်ဒါကြောင့်မလို့ခြေတော်ညီကိုမှားတယ်ကျွန်တော်တို့အသက်တာကဘယ်လောက်ထိခရစ်တော်ကလူချင်းတယ်ဖြောင်းမချင်းယူသားချင်းနာခံချင်းတတ်တာကျွန်တော်တို့ကထင်တယ်ကျွန်တော်တို့ဘောကပဲမှာကျွန်တော်ကဒါမလုပ်တဲ့ဘူးပြောလို့ရှိတော့ကျွန်တော်ထင်ပြီးမှဆွေးလို့ကျွန်တော်ကဒါမလုပ်တဲ့ဘူးဆိုရှင်တော့ဖေးဒါတွေမလုပ်တဲ့ဘူးလားဆိုတော့ပြောခံမှဆွေးလို့ကိုမတက်တာပဲရှက်နေသေးတယ်ကိုမတက်တာပဲရှက်စရာလားမဟုတ်ဘူးကိုမတက်ဘူးဆိုတော့ကျွန်တော်မတက်ဘူးကျွန်တော်မလုပ်တဲ့ဘူးဆိုရှင်တော့တင်ပြီးမှာပေါ့ကျွန်တော်မလေးစကားမပြောတတ်တာသူတိပါဆိုလို့ဆိုပြီးတော့သူရှိမှမပြောရှင်အကိုရမှာကျတော့ပြေလျှောက်ပြောတယ်ကဲဘာလဲဆိုတော့အသက်တာကအကုန်လုံးဖြူဖြူစစ်စစ်လေးနဲ့မတိဘူးဆိုမတိဘူးမပြောတော့ဆိုမပြောတော့မလုပ်တော့ဆိုမလုပ်တတ်ဘူးဘာမှအာငိစံလို့ဘုရားသခင်ကခုနပြောတယ်အရောက်စီတိုင်းမှာတတိခွာပိပိတာဘယ်နာခံချင်တာနဲ့မနာခံချင်တာပဲရှိနာခံနေဆိုရှင်တော့ကိုယ့်ရဲ့တငယ်ချင်းကြီးဆွေမျိုးသားချင်းကြီးလုပ်ဖို့ကပဲအောက်ကျရမယ်ခင်ဗျာအောက်လုံးတော့မလုံးတတ်ဘူးနော်အောက်တော့မကျွရှိဘူးဘာလို့လဲဆရာကြီးလို့ရှိလားချပါဆွဲချပြောပါနော်တော်တော်အကျနာသွားမယ်ဆိုပြီးတော့ဒီကျွန်တော်တို့တွေဖြောင်းမှချင်းနာခံချင်းယူသားချင်းတတ်တာမျိုးကျွန်တော်တို့ဘုရားသခင်သားသမီးတွေအနေနဲ့ကြိုင်ဆောင်ကြရအောင်မရှိပါနဲ့ကိုယ်လွတ်ဖို့ကမ်းမှာမတက်ဘူးဆိုမတက်တာပဲ
ကိုယ့် boss စီမှာမလုပ်တဲ့ဥစ္စာမလုပ်တဲ့တာပဲဘယ်သူမှကိုရှိမှလာပြီးကျွန်တော်မလုပ်တတ်ပါဘူးနော်ကျွန်တော်မပြောတတ်ပါဘူးဆိုတဲ့လူကိုဘယ်သူမှကံမချဘူးတင်ပေးတာဆိုတော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဒီယောသားဆုံးနဲ့နေကြရအောင်ဘုရားသခင်လူချင်းနဲ့ဖြောင့်မတ်ခြင်းယောသားချင်းဆိုတဲ့ဆောင်ဖို့လေးကိုကိုင်ဆောင်ပြီးတော့အသက်ရှင်ကြရအောင်ကဲ family မိသားစုလာပြီကဲကျွန်တော်တို့မိသားစုမှာနော်ကျွန်တော်မိသားစုမှာနော်အားလုံးကချို့လူငယ်ဆိုတော့ဗျာဘူပေါ့အိမ်မှာတော့ဘူပဲဘုရားကျောင်းမှာတော့ချင်းစွဲကားခုံနေဒီကကတော့ချို့ပြောအဲ့လေကဲဥပမာပြောနော်ကဲအင်းနဲ့ရောက်တဲ့ခါကျတော့အဖေနဲ့မိနဲ့ busy တယ်ပြင်ပန်းတယ်နော်နောက်ပြီးတော့တချို့ကြတော့ဒီမောင်မတွေကတော့ညလို့လို့ဆိုတော့အိမ်မှာခဲထဲမှာရှုပ်ပွားနေတယ်ရှုပ်ပွားနေတာကိုသိတယ်ဘလို့ရှိလို့မသိချင်အောင်ဆောင်တာဒါလည်းမသိချင်အောင်ဆောင်တာချိုးရတပြည့်တယ်နော်တချီဝဲကိုချင်းစီဝိုင်းဆူလိုက်သေးတာဒါပေမဲ့ပြပတ်နေကြတော့မလို့ရှိဘူးမိသားစုမှာဆိုဒီတက်တာကဒီဟာမျိုးတက်တာကဖြောင်းမတဲ့တက်တာဟုတ်ပါမလားဆက်စစ်ကြည့်အောင်ဖြစ်နိုင်မလားခရစ်တော်လူချင်းတဲ့တက်တာကယူသားချင်းဖြောင်းမချင်းနာခံချင်းဒီမှာရှိပါတော့ဘုရှုပ်ပွားနေတဲ့ခင်ဗျားနေတဲ့အိမ်မှာတော့သူများရောဟုတ်ခင်ဗျားနေတဲ့အိမ်မှာရှုပ်ပွားနေတဲ့ဟောင်းမီရဲ့သားနဲ့မလုံးချင်ဘူးမတိချအောင်ဆောင်တယ် Where is your obedience? ပေးမလေးနာခံခြင်းဆိုတာမိသားစုမှာနော်ကဲဟုတ်ပြီအမကထမင်းချက်ခိုင်းလိုက်လေတဲ့ဟာမချဘူးကွာချစ်နော်အတော့သာရှိတယ်တေချင်ပြည့်စရှိတယ်မလုံးချင်ဒါနာခံခြင်းတတ်တာဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကနော်တစ်တိုင်းထောင်မပြဘယ်လိုပဲပြင်းထောင်နေရမယ်ဟာလေလုယာအာမင်ဘယ်လိုပဲပြင်းထောင်နေရမယ်အမိုက်ပေါ်မှာရှိနေပဲအမိုက်ရှင်းရမယ်ဟုတ်ပြီနော်တကယ်ချင်းတွေ့ခါမဲ့ကောင်းဆုံးဆက်ဆံရမယ်အလုံးမတွေ့တကယ်ချင်းတော့ကောင်းဆုံးဆက်ဆံရမယ်ပြုံးပြရမယ်ပြုံးကြည့်ရနော်ဆိုတော့လောက်တော့ဆိုရစင်ပေါ်တယ်လို့တကယ်ချင်းစကားပြောချင်တာဒီတကယ်ချင်းစကားမပြောတာနဲ့သူ့တော့ပြောသူ့ခေါ်တယ်ကျွန်တော်တို့ကလင်းနေဘူးတော့နော်ကျွန်တော်တားနေနော်ဒီအိမ်လေးနဲ့ဒီတမီးလေးခါကြရံဖိကြတယ်အေးဘာသူ့ကိုဖိုးပါနေမဟုတ်ဒါခဏလေးနဲ့မိနစ်ပိုင်းလေးပါအဲ့ပြကွန်ပျူတာပြန်ဆော့ကျွန်တော်တို့တွေကကလေးစိတ်လောက်တော့မရှိမကိုးစောအနှစ်နဲ့ချီဟုတ်သလားဟုတ်ပါတယ်ဘုရားသခင်လိုချင်တဲ့နှလုံးသားတွေဆိုတာဖြူစင်ရမယ်အာမင်တန်ရှင်းရမယ်နာခံတတ်ရမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီလူငယ်တွေကျွန်တော်ခဏအမြဲတမ်းပြောတယ်ဘာလို့ဆိုတော့လူငယ်တွေဖြစ်စေချင်လို့ကျွန်တော်ကိုယ်တိုင်လုပ်နေကဲမလေးရှားမှာတော့အိမ်တိမ်မှာနော်မိသားစုနဲ့နေကြရဆိုတော့အိမ်သားညီပတ်တယ်ဟုတ်နော်ဒါညီပတ်စကားပေါ့နော်အိမ်သားတဲ့ခါကျတော့ညီပတ်ညီကြီးဆုံးနေရဆိုတော့ကဲဒီကတော့ကျွန်တော်စီးမယ်ဆက်ပြဖို့နော် brush ပြီးတော့တိုက်တေချာတိုက်ချက်ပြီးတော့မှတန်ရှင်းလုံးချင်တဲ့စိတ်ရှိရတယ်ဟုတ်ပြီနော်အိမ်သားကြတက်ပြီးတန်ရှင်းလို့ရှိရင်တော့စိတ်တွေလုံးဝမကောင်းနော်ဖျားတကြီးလို့ချင်တဲ့စိတ်တွေပါနော်ဘလို့ပြောင်းလဲလူတွေညောင်းတော့ရှိဆိုရင်ဒီသူတို့မထားခင်မှာတန်ရှင်းလို့လိုက်ပါဟိုလိုတန်ရှင်းဟာအိမ်သားတန်ရှင်းလိုက်ပြီလားအော်ဒီလိုရတာပြောချင်နေလို့တာငါတော့မေးပါငါလုံးလိုက်တာနေမထားကြပါဟုတ်ကဲ့လားဆိုနောက်တစ်ငါပဲဆိုနောက်တစ်လာတော့ပြောဆိုရင်ဟာဆိုလို့စီလို့ဟာဒါသူလို့လေငါတော့မလို့ရဲ့ဟုတ်ဒီလိုလေငါလုံးလိုက်တယ်တက်ရှိကဘလောက်ထိပျော်ရွှင်တဲ့မိသားစုညီကိုမောင်နှမတွေအာမင်
မိုတက်တာတွေကိုအိမ်မှာတပင်းစီလေးနဲ့ဟောဒီပတာကိုတိုက်ရှိလို့တာဘယ်လောက်ထိမမြင်တာအဲ့ဒါမျိုးတွေကိုလူကြရတိုက်ရှိလို့တာနော်အိမ်သာတိုက်ရှိလို့တာတွေအိမ်တိုက်ရှိလို့တာတွေလူကြရအဲ့ဒါတွေကအနိုင်ဆုံးဖြစ်တော်ညာလည်းပဲဘုရားသခင်ကအမြင့်ဆုံးမှာကောင်းချီးပေးပါရဖြစ်ပါတယ်အာမင်ရောက်ပြီကျွန်တော်နည်းနည်းလေးနိုင်ရမရှိဘူးနော်ဒီကနေပြီနော်ကကျွန်တော်မပြီးကျွန်တော်မှာဆွဲ community ကဲ community မှာကျွန်တော်ဒီ community နော်စင်ထန် community အလောက်တူ community ရှိတယ်အမီး community ရှိတယ်ကဲ community မှာနော်ကိုယ့်ရဲ့နော်ဘာလဲအတက်ရပါလူငယ်လူကြီးပိုင်းလူကြီးပိုင်းကဲလူငယ်ပိုင်းဆိုရှင်တော့ကဲအပတိုင်းခွဲရရှိတယ်ခရနာပါစနော်ခွဲရရှိတယ်ဆိုခွဲရမတက်ချင်တဲ့လူအများကြီးရှိတယ်ဟာပြီးနေကွာအင်မနေမယ်ကွာအ Facebook ကြည့်မယ်ကွာအ TV ကြည့်မယ်ကွာဟုတ်တယ်အချင်းလူပြည့်ဘယ်မှာပြပါလဲဘယ်မှာဒီပါလဲပညာသင်ခိုင်းတာလဲဘီယစိကျန်းစာအဲ့လိုခံနေကြတာကျန်းစာကရမ်းပြတ်ပြည့်ရကောင်းတယ်ဘာလို့ဆိုတော့ဘီယစိစီပါပညာသင်ခိုင်းဖို့ဆိုတော့တကယ်ခံပြီးစရာပဲတော့တကယ်မှန်တယ်လေဟုတ်ပြီနော်လူငယ်တွေနောက်ဘက်ကနေစပြီးတော့တချင်းမသိချင်လူတွေခေါ်ရမသိချင်လူတွေဘီယစိတဲ့ကိုတွားကြပါဟုတ်ပြီနော်ဘီယစိကဘယ်လောက်ထိလှုပ်လို့လဲဆိုတော့သူအချင်းရှိချင်မှလှုပ်လို့ပဲကျွန်တော်တို့ကဘီယစိကိုဆရာကြီးခေါ်ရအောင်နော်ဆိုတော့လူငယ်တွေကျေးဇူးပြီးတော့ဘုရားသခင်ကကျမ်းမာတဲ့ခွင့်ပေးတဲ့ချိန်မှာနော်စုံနိုင်တဲ့ခွင့်ပေးတဲ့ချိန်မှာအချိန်ရှိတဲ့ချိန်မှာဘုရားသခင်ခြေတော်ရင်ကိုတိုးပေးပါအချိန်ရှိတဲ့ချိန်မှာအချိန်ရှိတဲ့ကာလလေးကျွန်တော်တို့တွေကဒီမှာနိုင်ငံခြားမှာလာနေတဲ့ခါကျတော့ကျွန်တော်တို့နိုင်ငံလည်းမဟုတ်နိုင်ငံသားလည်းမဟုတ်တဲ့ခါကျတော့အချိန်မရွေးအန်ဒရရှိဒီညနေစင်ကာပူတရားမှာတချို့ကြတော့ဘုရားကြောင့်တက်ပြီးအိမ်ပြန်ပြီးတော့အေးစိနားယူတဲ့ချိန်မှာအော်ပရာစီကတခါရိုက်ချိုးပဲဘုံဘုံထောင်းထဲမှာရောက်နေတယ်ကဲဒီမနေ့သမီးစားတဲ့ချိန်မှာမနေ့စားတဲ့ချိန်မှာထောင်ထဲရောက်မှဆိုတာသူတို့တီးပါမလားမင်းညနေချက်ချိုင်တဲ့ချိန်မှာဒီညနေမနေ့ပြင်ညကြငါတို့ထောင်ထဲမှာနေရမယ်ထောင်ထဲမှာချိန်ပြရမယ်ဆိုတော့သူတို့တီးသလားမတီးဘူးဒီညဒီကောင်မှာတော့ကျွန်တော်တို့လည်းပဲမနေ့ပြင်ပါဖြစ်လို့ကိုယ်မတီးဘူးဆိုကျွန်တော်တို့ချိန်ရှိတဲ့ချိန်လေးကိုဘုရားသခင်ကကျမ်းမာပြပေးတဲ့ချိန်လေးကိုကျွန်တော်တို့ချိန်ကိုယေရှုနဲ့တူလိုက်လျှောက်ကြရအောင်အာမင်လူငယ်တယောက်ကပြောလို့ဆိုတော့ကျွန်တော်တို့အသက်တာအပြည့်မှာနော်အချင်းဆိုင်တာတွေမကောင်းမဲနဲ့နော်လူတယောက်ကိုကြက်စီတယ်ကိုကပတ်စံပိုရဖို့ကိုကဓာမေကြီးဖို့လူတယောက်ကိုပေါ်တက်ပြီးတော့ကိုကပေါ်တက်တယ်ကျွန်တော်တို့တွေဘာဖြစ်လို့ဒီလိုတက်တာတွေနဲ့ဘုရားကျောင်းကိုနော် every Sunday တွားနေကြတာလေတဲ့လူငယ်တယောက်ကပြောရင်ပြန်တော့ဟုတ်ပြီ Proverb 20အခန်းကြီး20ရဲ့အခန်းကြီး20ရဲ့20ကြည့်ပါဆိုရှင်မှာ Whoever pursue righteousness and love find life and prosperity righteousness ဖြောင်းမဲ့ခြင်းတရားကိုရှာလို့သူတိုင်းတဲ့ဖြောင်းမဲ့ခြင်းတက်တာကိုရှာတဲ့လူတွေဟာတဲ့အသက်ကိုတွေ့တယ်ပြီးတော့နော်စီစဉ်ချမ်းသာကြွယ်ဝခြင်းကိုတွေ့တယ်ဟာလေလုယာဒါကြောင့်မလို့ဖြောင်းမဲ့ခြင်းနာခံခြင်းတက်တာနေပြီးတော့ဘုရားသခင်ကောင်းချီးပေးမယ်ဒီချက်စာပြောထားတာခင်ဗျားလင်လေလို့ခင်ဗျားရစ်ပတ်လို့ခင်ဗျားချီရှုံးလို့အဲ့ဒီအသက်တာနဲ့တွားမယ်ဆိုရင်ဘယ်တော့မှဘုရားကောင်းချီးပေးမှာဘုရားသခင်ကောင်းချီးပေးတာပါလေဆိုတော့ righteousness နော်ဖြောင်းမဲ့ခြင်းတရားကိုရှာတော့သူတာလေနံပါတ်1အသက်တွေ့မယ်နံပါတ်2ကြွယ်ဝချမ်းသာခြင်းတွေ့မယ်အာမင်
ပြီးဆက်သွားမှာဆိုရှင်တော့အခန်းငယ်20တော့ဘာပြောလဲဆိုတော့ those who guard their mouths and their tongues keep themselves from calamity ရှာနဲ့ဘာပြောလဲ mouth and tongue ပါးစပ်နဲ့ရှာဘာပြောလဲပါးစပ်နဲ့ရှာကိုထိန်းထားနိုင်တော့သူကြီးရဲ့အသက်အန္တရာယ်ပေးမှာနော်ပြောမှဆိုရှင်တော့မထင်မဲ့တဲ့ဆိုးရွားတဲ့အန္တရာယ်နဲ့ပြီးတော့ကာကွယ်မယ်တဲ့ဟာလေလုယာပါလေပါဇက်နဲ့ရှာပါဇက်နဲ့ရှာဘယ်လောက်ထိရေးချင်လဲညီမမောင်ဘုရားသခင်ပေးထားတဲ့ပါဇက်တွေကရှာတွေကအကောင်ပြောဖို့သူတစ်ပါးနားထောင်ချင်အောင်ပြောဖို့ဟုတ်ပြီနော်ကျင်နာတဲ့စကားပြောဖို့ချစ်ချင်းမေတ္တာစကားပြောဖို့ရှာရန်တိတ်ကြောက်စရာကောင်းတော့ကိုပြောလိုက်တဲ့စကားကိုတဲ့နော်မစင်မချင်းပြောလိုက်ရဆိုတဲ့လူပြောက်ကိုတတ်တာနဲ့တူတူပဲရဲ့ဆိုတော့ဘုရားသခင်နေပြီးတော့ကျွန်တော်တို့အရန်တတိထားစီခြင်းဒါကြောင့်မလို့ညီကောင်မတို့ကိုပြောလိုက်တဲ့စကားသူ့အတွက်အရန်နာချင်နေမလားကိုပြောလိုက်တဲ့သူ့အတွက်စိတ်ကောင်းစားများဖြစ်မလားဆိုတော့ကျွန်တော်တို့စဉ်းစားရအောင်ဒါကြောင့်မလို့ရှာနဲ့ပါဇက်နဲ့နော်ထိချုပ်တော်သူဟာတဲ့နော်အမမထင်မဲ့နော်မထင်လိုက်ရတဲ့အသက်အန္တရာယ်ကြီးရတယ်ကိလွတ်တယ်ကျွန်တော်ပြောထားတယ်ကျွန်တော်ဆက်ပြောချင်တယ်ဘာလို့ဆိုတော့ Matthew အငယ်9အကြီးအခန်းကြီး9အငယ်6မှာပြောဆိုတော့ bless those who hunger and thirst for righteousness for they will be filled ဖြောင်းမချင်များကိုစာနဲ့တော်သူဘယ်မှာဘာနဲ့ပြောဆိုတော့ရေအရန်ဆိုင်ဥပမာမင်းညကျွန်တော်ဒီဟင်းထဲမှာစာနေနဲ့များသွားလို့မျိုးသမီးကစာနေနဲ့ထည့်များသွားတယ်နဲ့ဘာတော့မှကျွန်တော်မျိုးသမီးပါနော်ဒါပြန်ခေါ်ချင်းပြန်ပြရမျိုးသမီးချော်လေးပြရဆိုစာနေနဲ့ထည့်တာများသွားတယ်နဲ့ဆိုအိုးဤစာရေးမင်းဆက်လိုက်တယ်တော့အိုးစာလို့ဘလို့ပိုင်းလို့မရတော့ကျွန်တော်ထားပြီးတော့ရီကိုခတ်ပြီးတော့ဘူဆိုတော့အများကြီးတောက်အရေးကြီးစားမတောင်းလို့မနေနဲ့တော့အဲ့ကိုမနေနဲ့တော့ထိုနည်းတူဆိုပါပဲတဲ့နော် Matthew အခန်းကြီး9အငယ်6ပါဆိုတာ bless for those who hunger and thirst for righteousness ဖြောင်းမဲ့ခြင်းတရားကိုတဲ့နော်ဤစားတယ်လို့ဆောင်ရတော့သူနော်ဒီအကျိုက်ဆုံးလူချင်းတောင်းတဲ့ဟာမျိုးနဲ့တောင်းတနေတဲ့သူတွေဟာတဲ့ဘာဖြစ်လဲဆိုတော့ they will be filled တို့ကောင်းခြင်းတွေကအများကြီးအရှင်ပြေခံစားမယ်တဲ့ဟာလေလုယာဒါကြောင့်မလို့ဖြောင်းမဲ့ခြင်းတရားဆိုတော့ဘုရားသခင်တာသမီးတွေအသက်တာဘယ်လောက်ဖြစ်ရချင်း Blessed are the pure in heart for they will see God နှလုံးသားဖြူစင်သောသူတွေဟာတဲ့နှလုံးသားဖြူစင်သောသူတွေဟာတဲ့ဘုရားသခင်ကိုတွေ့နေတဲ့အာမင်အကျဉ်းစားတဲ့ပြတ်တော်ပြတ်ပြားသောသူတွေဘုရားသခင်ကိုတွေ့တယ်ဆိုတာမရှိဘူးနှလုံးသားဖြူစင်သောသူတာလေးနဲ့ဘုရားသခင်ကိုတွေ့မယ်ဆိုတော့ဘုရားသခင်တွေ့ချင်တော့ဘယ်လိုနေရမလဲဖြူစင်ရမယ်နှလုံးဖြူစင်ရမယ်နှလုံးသားမဖြူစင်တဲ့ရတော့ဘုရားသခင်ကိုတွေ့နိုင်တယ်ဒါကြောင့်မလို့ဒီမှာ blessed are the pure in hearts for they will see God ရှင်မတဲ့ခင်ကြီးငါငယ်ရှိမှပြောတာနော်အရာတော့ပြောလို့ရပါတယ်ဒါကြောင့်မလို့နှလုံးသားဖြူစင်တော်သူတွေဘုရားသခင်ကိုတွေ့ပါဦးနှလုံးဖြူစင်တော့ဘာလို့ဖြူစင်တာဖြူစင်တဲ့တိုင်နော်အမြဲတမ်းပြုံးနိုင်တယ်ကိုယ်အစိုးဘလောက်ပဲပြော automatic ခံပြောကိုယ်ဘလောက်ပဲတော့အတင်းပြောခွင့်ရတယ်ကိုယ်ကိုယ်ရမှာဘလောက်ထိမကောင်းတော့ပြောခွင့်ရတယ်ကိုယ်မုန်းနေတဲ့တိတော်မှာသူပြုံးပြနိုင်တယ်ဘာဖြစ်လို့ပြုံးပြနိုင်တာလဲသူ့မုန်းတဲ့လူဘာဖြစ်လို့သူ့ခွင့်လွှတ်နိုင်တာလဲသူ့မုန်းတဲ့လူထဲမှာဖြူစင်ခြင်းနှလုံးသားဆိုတာရှိတယ်အာမင်အဲ့ဒါမျိုးတော့ဘုရားသခင်ပေးထားတဲ့ဖြူစင်ခြင်းနှလုံးသားတက်တာရှိတယ်ဆိုလို့
ချင်းတော့ဘာပဲလာလာအစ်စီပဲနော်ဘာပဲလာလာဘာဒုက္ခပဲလာလာဘလို့အခက်ခဲပဲလာလာရတယ်မှာဖြူစင်တဲ့တတာပြထားပြီးသားဟာလေလုယာပြီးတော့မတ်ရှမမာကခကြီးစနေငယ်တော့တယ်မှာ you should love your neighbor as yourself ကိုယ့်ရဲ့အင်းနာချစ်လို့တဲ့ကိုချစ်တယ်လို့ချစ်ပါတယ်ဟာရင်ကြတာပဲကဲနော်ဟာရင်ကြတာပဲဟာရင်မိလာဘောကရရှိပြီးတော့ချက်အတူတူဘလို့နေတယ်ဘလို့စားပဲရဲ့တဲ့ချင်အိမ်လို့မရဘူးဟလာအတော့ရဲ့ချွတ်တယ်နဲ့သူစကားပြောတော့ဘာမှနားမထောင်နိုင်သူကကိုမကြည့်နိုင်ဒါမှဖျားခင်ပြောတာဖြစ်တော့ပြောတာနော်မာကန်စနေကပြောတယ် love your neighbor as yourself ကိုညီနာချစ်ကိုတဲ့ကိုနဲ့အများချစ်ပါတယ်မလွယ်ဘူးပေါ့ဒါပေမဲ့နှလုံးသားထဲမှာဖြူစင်ခြင်းအသက်တာရှိတယ်ဆိုရှင်တော့ခွင့်လွှတ်လို့ရတယ်နာခံပေးလို့ရတယ်အာမင်ဟုတ်ပြီနောက်ဆုံးပိုင်းကိုရောက်တော့နော်နောက်ဆုံးပိုင်းဒုတိယကျင့်ပေါ့နော်ဟုတ်ပြီဒီ Deuteronomy ခန်းကြီး6ငင်ကအမေငါးလေးကိုဒီပြဆိုရှင်တော့အဲ့ဒီမှာတော့ကျွန်တော်ဒီဟာလို့နော်ကျွန်တော်လည်းဒီစိတ်နဲ့တို့ထီလို့ပြောရမှာလားအဲ့ဒါကျွန်တော်ပြောချင်တယ်ဒီထုံတော့ခန်းကြီး6ငင်9လေးကိုဒီဆိုတော့ဒီလိုကျွန်တော်ပြောနော် Love the Lord your God with all your heart with all your soul and with all your strength ချက်တော့ချက်နဲ့ပြောတာတင်းရဲ့ဘုရားသခင်ကိုနော်နှလုံးထင်ဒီလိုက်နံပါတ်1နော်နှလုံးထင်ဒီလိုက်နံပါတ်2နှလုံးနာဒီလိုက်စဉ်းစားတွေးခေါ်နိုင်တော့အားလုံးနံပါတ်3နဲ့နှထုံနာဒီလိုက်နှလုံးထင်ဒီလိုက်နှလုံးနာဒီလိုက်နှထုံနာဒီလိုက် in နှတော့လာကျွန်တော်တို့ဘုရားသခင်ကိုချစ်တဲ့ခါမှာဘုရားသခင်ကိုယုံကြည်တဲ့ခါမှာနာခံမှုမရှိပဲနဲ့ယုံကြည်လို့မရဘူးဟာကိုယ်ချစ်တယ်လေကိုယ်ချစ်တယ်ကိုယ်တိပိတာဒုထောက်ရဆုမတောင်းတဲ့အသက်တာရှိရဆိုရှင်ကဲကိုယ်နာနီနာချစ်ကိုယ်နဲ့မြတ်ချစ်ပါလို့ပြောတယ်အဲကြတော့လက်တွေ့မချစ်ရှင်မေတ္တာမပြတ်ရှင်ဆိုတော့အဲ့ဒါမလို့ချစ်ဘူးဆိုရှင်တော့နှလုံးထင်ဒီလာနှလုံးနာဒီလာနှထုံနာဒီလာဆိုတော့ဖြစ်နိုင်ပါမှာကျွန်တော်တို့အသက်တာတုံးချလို့ရပါမရဘူးကိုရောကိုယုံကြည်တဲ့နေရာမှာနှလုံးသားချွေးမဲ့စိတ်ချွေးမဲ့ယုံကြည်တဲ့နေရာမှာကျွန်တော်တို့နာခံခြင်းအိဗြဟံအသက်တာဆိုတော့လိုပါတယ်ဒါကြောင့်မလို့ဒီနောက်ဆုံးအနေနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့တတ်တာလည်းပါလဲဆိုတော့ဒီဂျေကုပ်ဂျိုဆက်တတ်တာလည်းကျွန်တော်နေဝင်ငါရှိပါတယ်ဘာလို့ဂျိုဆက်ဆိုရင်တော့လူငယ်ဖြစ်တဲ့ the slave to the ruler သူကတော့ဂျုံနေနဲ့အယောင်ခံပြောမှာနောက်ဆုံးမှာဒီပါလေဒီချစ်နိုင်ငံတစ်ခုလုံးရဲ့အုပ်ချုပ်တဲ့သူလို့ဒီအတမခံရတယ်ဒါကြောင့်မလို့ဂျိုရှုကချိမဆိုရှင်တော့အရန်ဖြူစင်ပြီးတော့ယူတာပြီးမှဘေးနေရာပဲရောက်ဘေးနေရာပဲအခက်ခဲကြုံနေထောင်ထဲရောက်နေတော့ညာလည်းပဲနန်းတော်ထဲရောက်နေတော့ညာလည်းဘေးချင်းမရောက်ဘုရားသခင်ကိုစုပ်ကန်ပြီးတော့မှဖြူစင်တဲ့အလုံးသားတက်တာနဲ့နာခံတဲ့ဂျိုဆက်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီညဒီညီကောင်တော်အားလုံးဒီကျွန်တော်တို့အသက်တာเนาะခရစ်တော်လူချင်းတဲ့တက်တာပဲဖြူစင်တဲ့အသက်တာတွေကိုလူချင်းတာပါကျွန်တော်တက်တာမှာဖြူစင်တဲ့ဆိုလို့ရှိရင်တော့လူကြီးကိုခွင့်လို့ရမယ်ကျွန်တော်တို့တက်တာအားလုံးတွေကဖြူစင်ချက်တက်တာနေပဲကျွန်တော်အလုပ်မှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ် community မှာဖြစ်ဖြစ်အသက်ရှင်တဲ့ဆိုလို့ရှိရင်တော့ဒီဖခင်ကြီးကောင်းကြီးပေးမဲ့နောက်တစ်ချိန်မှာဘုရားသခင်ကောင်းကြီးပေးမဲ့တာသမီးရောက်စတဲ့ဖြစ်လာမယ်ဆိုတာကျွန်တော်ဒီညနေငယ်ဝင်ငါချင်ပါတယ်ရောက်စတဲ့ကိုဘုရားသခင်ကောင်းကြီးပေးပါစေအာမင်